ဒီနေ့ကတော့မုံလာဦးပိုးဒီကောင်လေးလုံးမှာဖြစ်ပါတယ်မုံလာဦးလေးကိုအရင်ခွာပါမယ်မုံလာဦးလေးရေစင်အောင်ဆေးပြီးတော့ပိုးဒီကောင်တွဲပါမယ်သူကမှဓာတ်ချွန်နေရတော့မျိုးအတဲ့တယ်မျိုးအတဲ့ပါအတဲ့လေးမြင်ပေးမယ်နော်ဓာတ်လေးထည့်ပြီးကောင်းဓာတ်ထက်ပြီးမျိုးအဆောင်လေးပြန်သွားပါမယ်အတဲ့တွေမျိုးအဆောင်လေးပါနောက်တော့ပြောရမယ်အတဲ့တယ်နော်မျိုးလေးပြန်စားပါမယ်အဆောင်ပြန်ပေးပါမယ်အဆောင်လေးရောတချမ်းအတဲ့တချမ်းအဆောင်ပါရှင်ဟုတ်ပါရှင်မျိုးလေးဖြေပါပါမယ်ပုတိကောင်လေးဖြေပါပါရှင်တစ်ခါကအတဲ့ပါရှင်တဲ့ပြောပါမယ်အချမ်းပြန်စားပါမယ်မျိုးလေးစားပါမယ်ရှင်ရပါတယ်ပုတိကောင်လေးပါစားလေးထည့်ပြီးနေပါမယ်သူ့ထဲအရင်လေးတွေထွက်အောင်နော်စားလေးနဲ့ထည့်လိုက်လို့ရှိရင်သူ့ထဲမုံလာဘူးအရင်လေးတွေထွက်လာတယ်နော်ပုတိကောင်အရင်လေးတွေထုတ်လိုက်တယ်နော်ဒီလေးတွေမုံလာဘူးအရင်ချက်တွေထွက်စားလေးနဲ့နေတယ်နော်ဒီတဲ့ကိုဘိုးတော့ပိုးလေးရတယ်ဗီနီဂါလေးထည့်ပါမယ်ဗီနီဂါလေးနဲ့စိမ်ထားပါမယ်စနမုတ်လေးနည်းနည်းထည့်ပါတယ်ခုနစားလေးထည့်ထားတော့စားမထည့်ဘူးเนาะစားနဲ့ထားကြဆိုတော့ကြားလေးနည်းနည်းထည့်ပါတယ်အချင်စိမ်ထားတာပေါ့နော်တချို့ကြောက်လည်းဒီလိုမျိုးအချင်လည်းတက်တက်ကိုစနမုတ်မထည့်ပဲနဲ့မပိထောင်လေးနဲ့စားပါတယ်ပုဒီကောင်ကြားလေးခဏလေးစိမ်ထားပါမယ်ခုနကပုဒီကောင်လေးထဲနာမည်လေးလောက်ပါမယ်ပုဒီကောင်လေးကိုထဲအတွက်တက်တက်ပြူစီချက်လေးချက်ထားပါတယ်ခုနလေးဒီနီလေးဆိုရပါပြီနာမည်လေးလော်လို့ပြီးပြီဆိုရင်စီလေးထည့်ချပါမယ်ပုဒီကောင်လေးလုပ်ပါမယ်စီလေးနည်းနည်းထည့်ပါမယ်မပိလေးနည်းနည်းထည့်ပါတယ်ပိလေးထည့်ပြီးရမ်းခေါလေးနည်းနည်းထည့်ချပါမယ်ချပိုးလေးနည်းနည်းထည့်ပါတယ်ခုနကလှုပ်ထားတဲ့ပုဒီကောင်လေးထည့်ချပါမယ်ဒီပုဒီကောင်ကစိတ်နားတယ်ကြားလေးတွေမလေးတွေစားလေးစိတ်နားတော့မပိလေးနဲ့စီတက်လိုက်ပါတယ်ဆိုလို့ရှိရင်ခုနလော်ထားလေးနားလေးထည့်ချပါမယ်ကိုလိုတလောက်ထည့်ပါနော်နားလေးနည်းနည်းလေးထည့်ပါမယ်စားလို့ရမ်းကောင်းတယ်ပုဒီကောင်လေးတစ်ခွက်ရပါပြီစီချက်လေးဖြူပါမယ်ကျက်သွဖြူစီချက်လေးပါအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်